ကြက်ထမင်းကျော်ပွဲ200တီလာရှင်ဆရာလေးအပား200ကိုမောင်သွန်းထက်ဆန်ဤ17နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အလှူလေးအဖြစ်လှူဒန်းတဲ့အလှူမှတ်တမ်းဗီဒီယိုလေးဖြစ်ပါတယ်ဗျာစကိုင်းမြို့မှာရှိတဲ့ကျွန်တော်တို့ရဲ့3ကာလာဖူအန်ရင်မှာအော်ရာမာဦးထထလေးကိုကြော်လော်ချက်ပြုတ်စီစဉ်ဆောင်ရွက်ပြီးတော့အလှူရှင်မိသားစုရဲ့ကိုစားလှူဒန်းပေးပြီးတော့အလှူမှတ်တမ်းဗီဒီယိုလေးရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်ယုံကြည်စွာနဲ့အော်ရာမာဦးအားပေးပြီးတော့ကုသိုလ်ရေးမှာပါဝင်ကူညီဆောင်ရွက်ခွင့်ပေးပါတော့အလှူရှင်မိသားစုများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာအလှူရှင်မိသားစုတွေကတော့မုံရွာမျိုးဘိုးချုပ်လန်ဂွေကြီးရမဖြစ်ပါတယ်ဖိုးဖွားများဖြစ်ကြတော့ဦးပြုံးဒေါ်ကန်အေးဦးထောင်းကြီးဒေါ်ဝင်းပိုတို့အားအမှုထား၍ဦးကျော်ကျော်ဒေါ်သွဲအောင်တာမောင်သွန်းထက်ဆန်မောင်တာထက်ဆန်မိသားစုတို့မှာမောင်သွန်းထက်ဆန်ဤအသက်17နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အလှူလေးအဖြစ်လှူဒန်းတာဖြစ်ပါတယ်ဗျာဖိုးဖွားများဖြစ်ကြတော့ဦးပြုံးဒေါ်ကန်အေးဦးထောင်းကြီးဒေါ်ဝင်းပိုတို့အားအမှုထား၍ဖခင်ဖြစ်သူဦးကျော်ကျော်မိခင်ဒေါ်သွဲအောင်တာမောင်သွန်းထက်ဆန်မောင်တာထက်ဆန်မိသားစုတို့မှတားငယ်လေးမောင်သွန်းထက်ဆန်ဤအသက်17နှစ်ပြည့်ဝင်းနေ့အထိမ်းအမှတ်ဖြစ်သမင်းကျော်ပွဲနေရတို့ကိုဆရာကြီးဆရာလေးအပား200တို့အားအာယုံစွမ်းအာဟာရဒါနစက္ကန့်လူဒန်းချင်းအားဒီဆက်သွန်းချပေးခြင်းဖြစ်ပါတယ်ဣဒံမေပုံညာဣဒံမေပုံညာအာတဝခယံအာတဝခယံဝဟံဟောတုဝဟံဟောတုဣဒံမေဒါနံဣဒံမေဒါနံနိဗ္ဗာနတ္တနိဗ္ဗာနတ္တပစ္စယောပစ္စယောဟောတုဟောတုအရှင်ဖယားအရှင်ဖယားဘုရားတပည့်တော်တို့သည်ဘုရားတပည့်တော်တို့သည်ဝင်းနေ့အလှူတော်ဝင်းနေ့အလှူတော်အာယုံစွမ်းအာဟာရကိုအာယုံစွမ်းအာဟာရကိုစက္ကန့်လူဒန်းရသောစက္ကန့်လူဒန်းရသောကုသိုလ်တို့အားကုသိုလ်တို့အားဤအိမ်အတွင်းစောင်းလျှောက်ကြကုန်သောစောင်းလျှောက်ကြကုန်သောနတ်အပေါင်းတို့အားနတ်အပေါင်းတို့အားကုသိုလ်အမြတ်ကုသိုလ်အမြတ်ပေးဝေငှပါ၏ပေးဝေငှပါ၏ဘုရားတပည့်တော်တို့နှင့်ဘုရားတပည့်တော်တို့နှင့်ပဋ္ဌာန်းဆက်ရေဆက်ရှိကြကုန်သောရေဆက်ရှိကြကုန်သောပုဂ္ဂိုလ်အပေါင်းတို့အားပုဂ္ဂိုလ်အပေါင်းတို့အားကုသိုလ်အမြတ်ကုသိုလ်အမြတ်ပေးဝေငှပါ၏ပေးဝေငှပါ၏လောကပါလနမင်းကြီးများနှင့်နမင်းကြီးများနှင့်သာသနာတော်ကိုစောင့်ရှောက်၍နေကြကုန်သောနတ်အပေါင်းတို့အားလည်းကုသိုလ်အမြတ်ပေးဝေငှပါ၏31ဘုံအတွင်းအပြင်၌ရှိကြကုန်သောပုဂ္ဂိုလ်တ attva အားလုံးတို့သည်ယနေ့ပြုသောမွေးနေ့အလှူကိုတာတို့ရရှိကြသည်ဖြစ်၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောအားလုံးကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုအားလုံးကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုအားလုံးကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုသာ
ကျော်ဒါလာကျော် ဆရာလေးတွေကိုမနက်အာရုံစွမ်းလောင်းလို့တဲ့အလူမတန်းဗီဒီယိုလေးကိုကြည့်ရှုပြီးတော့အလူရှင်မိသားစုဝင်တွေရောကြည့်ရှုနေကြတဲ့ကျွန်တော်ရဲ့ follower တွေ subscriber တွေရောဝမ်းသာပီတိဖြစ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာယုံကြည်စွာနဲ့ order မှာယူအပ်ပေးပြီးတော့ကုသိုလ်ရေးမှာပေါဝင်ကူညီဆောင်ရွက်ခင်ပေးပါတော့အလူရှင်မိသားစုဝင်များအားလုံးနဲ့ကြည့်ရှုပေးကြတဲ့ကျွန်တော်ရဲ့ follower တွေ subscriber တွေတူတူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါကြောင်းဗီဒီယိုလေးကနေပြောကြားလိုပါတယ်ဗျာကျွန်တော်တို့ဆရာလေးအပါ190ကိုအာရုံစွမ်းလောင်းလို့ပြီးတော့10ဘူးကတော့ကျောင်းနိုင်ဆရာလေးနဲ့ကျောင်းမှာကျန်ခဲ့တဲ့ဆရာလေးတွေအတွက်ဆရာလေးတွေကိုစက္ကန့်လူတန်းပေးလိုက်တာဖြစ်ပါတယ်ကြည့်ရှုနေကြတဲ့ကျွန်တော်ရဲ့ follower တွေ subscriber တွေလည်းတာတို့ခေါ်ဆိုပြီးတော့ကုသိုလ်ယူသွားကြပါအောင်ဗျာအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဗျာ